ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က Nazas Event ရဲ့ free token ဖေးဝမ်းကိုဆွဲသွားမှာဖြစ်ပါတယ် Let's go ကောင်းကြီးတွေဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးတွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ဒီတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်အခုလောလောဆယ် YC တို့ရှိမှာ Diamond က2589လုံးရှိတယ် Free token ဖေးဝမ်းကိုလည်းအပြည့်ထည့်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲ Free token လေးတွားယူလိုက်ပါမယ်ကဲဆိုတော့ဒီမှာတော့ Free token ယူလိုက်ပါပြီ Free token 14ကတ်ရတယ် Promo Diamond 800ရပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စာပြီးတော့ဆွဲလိုက်အောင် Promo Diamond တွေကတော့သုံးလို့ရတဲ့နေ့မှာပဲ Epic Skin လည်းဝယ်မယ်ဒါမှမဟုတ်လေကျွန်တော် Nazas ဘက်မှာပဲသုံးမယ်ပေါ့နော်ကဲဆိုတော့ Free token 14ကတ်နဲ့ဆွဲကြည့်မယ် Diamond ကတော့2589လုံးရှိမယ်ပေါ့နော်ကဲဆိုတော့တိတ်အများကြီးမပြောတော့ဘူး Diamond ဖြည့်ရတဲ့အတွက် free ticket ကတော့ရနေမှာပဲကဲဆွဲအတွက်ရတဲ့ free ticket နဲ့လည်းဆွဲမယ်အခုလောလောဆယ်ကျွန်တော် brother တို့ဂုံးစင်းစရာတစ်ခုပြပြမယ်ဒီအခမဲ့ Japan skin event နဲ့မှာလည်း brother တို့เนาะဒါသွားပြီးတော့ဂုံးစင်းမှာဒီထဲမှာလည်း brother တို့ special skin တစ်ကောင်ကို free ရမှာဖြစ်ပါတယ်ကဲဆိုတော့အပေါ်လိုတွေတိတ်မပြောတော့ free token 15ကတ်ရှိတယ်ကွိုင်ကတော့21ကွိုင်ပဲရှိရပါတော့တာမုံရဲ့ဒီ Nazas skin ကိုရမလားဆိုတော့ကတော့ brother တို့လိုက်ပြီးတော့ show လိုက်တော့ကောင်းကြီးတော့ okay AC လေးပဲခဲလိုက်မယ်ကောင်းကြီးတို့ရေရောက်အမခဏနေလာပိုက်နေတယ်ကွာတော်သေးရပေါ့1 draw လေးလှည့်လိုက်လို့မဟုတ်လို့ရှိရင်ဘာပေါက်လို့ပေါက်မယ်မသိရ10 draw ကိုရင်ခုံအောင်မယ်ပေါ့နော်ကဲပထမဆုံးတော့ကျွန်တော်ဒီ15ကတ်ရှိတာဖြစ်တဲ့ကြောင့်မို့1 draw လေးနဲ့ပဲကျွန်တော်9ကဆွဲလိုက်မယ်ပေါ့နော်ကဲဆိုတော့ emote ပေးတယ်ကျေးဇူးတင်ပါတယ်လို့နော်လေလိုက်လက်ကျန်ယူတော့ဖောက်ပြီးတော့ရွက်ဒါတော့ကတော့တိတ်ပြီးတော့မမှုတော့ဘူးပေါ့နော်တိတ်ပြီးတော့ရင်ထဲမှာတိတ်မခံလာတော့ဘူးပေါ့နော်ပေးတာတော့ကတော့ရှစ်ကတ်တယ်ကျန်ကျေးဇူးတင်ပါတယ်အဲ့ဒီ fragment ကတ်တွေကလည်းပေးလို့ပေးမှန်းမသိတာတိလားနော်ဒါပေမဲ့ပေးတော့ပေးရှာပါတယ်ဒါပေမဲ့လည်းအဲ့ဒီ fragment ကတ်တွေကများများလေးပေးတော့ပိုကောင်းတာပေါ့အဲ့လိုနည်းနည်းလေးပေးတော့ဘာမှလုပ်မရဘူးလေဟုတ်တယ်မလားကဲဆိုတော့ဒီတစ်ခါတန်ရောဆွဲလိုက်တဲ့နေမှာဘာတွေပါမလဲဆိုတော့ရှိပြီးသားစကင်းတွေ coin 100နဲ့မှတခြား coin လေးနဲ့ဆိုတော့အေးပေါ့ရမှာပေါ့150ကျော်လောက်တော့ရပါပြီကဲဆိုတော့ free token ရတော့နှက်ကပ်ပဲကြံมาတော့လေကဲဆို Wisco Mac ကလည်း430ဆိုတော့ coin လည်း193 coin နဲ့ကျေးဇူးအများကြီးတင်ပါတယ်မို့တွန်းရေနော် coin လေး90လောက်ပေးရင်ကောင်းမယ်ကွာ coin လေး90လောက်ပေးရင်ကောင်းမယ်မပေးပါဘူး90အေးအဲ့လိုတစ်ခါပဲပေးရနော်မပြောတော့နော်ကွမ်းရဒီခောက်ရတာ100တောင်မပြည့်ဘူးဆိုတော့ကျေးဇူးအများကြီးတင်ပါတယ် Diamond က1989လုံးကျန်နေတယ်ကွမ်းကတော့200နဲ့မှ89ကွမ်းနဲ့ကဲဆိုတော့ Diamond 3နဲ့အတွက် free token နောက်က4ကတ်ထက်ရတယ်ဗောနော်အဲ့ရတဲ့4ကတ်နဲ့လည်းတက်ပြီးတော့ဆွဲရပါဦးမယ်ကောင်းကြီးတို့ရေနော်တကယ်မပြောတော့ဘူးတားမှုစကင်ကတော့ဘယ်စီနေမှမသိပေမဲ့ကိုရီးယားစိတ်ထဲမှာတော့ရပါမလားဆိုတော့စိတ်ကတော့ဖြစ်နေပြီဗောနော်ကဲဆိုတော့ဆက်ပြီးတော့ဆွဲပါမယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆွဲလိုက်တယ်ဆိုရင်ပဲ coin လေးပေးအဲ့လို coin လေးပေးရတယ်ခေါင်းကြီးရနော်စုစုပေါင်း339 coin ဖြစ်သွားပြီနောက်ထပ် coin က900နီးပါးလောက်ကိုလိုနေသေးတာနော်စကင်က coin 800ဆိုတော့ပေါက်မလားဆိုတော့ကန်ကောင်းရင်တော့ပေါက်ပါကောင်းကြီးတော့နော်အခုလောလောဆယ်တော့ကန်ကတော့မြင်တဲ့အတိုင်းပဲပေါ့နော် emote နဲ့ပဲကောင်းနေတယ်ပေါ့နော်စိတ်တော့အများကြီးမပြောချင်ဘူးကဲဆိုတော့ဝမ်းချိုးလေးတွေပဲထပ်ပြီးတော့ဆွဲပါမယ်လို့ကဲမိုးတွန်းရေလှုပ်လိုက်စမ်းပါemote တစ်ခုတည်းကွာဘာလို့ရမှာလဲရအမ free token တကယ်နဲ့1 draw coin 50ပေးလိုက်ကွာ coin 50လေးပဲပေးလိုက်စမ်းပါလို့အဲ့ emote တွေပဲပေးနော်ဘာမှလုပ်မရဘူးကဲ coin ကတော့348 coin ဖြစ်သွားခဲ့ပြီ coin က800ရမှအဆင်ပြေမှာအခုလောလောဆယ်တော့ကျွန်တော်ဒီ diamond 90နဲ့နေ့စဉ် short သေးလေးလှည့်နေရတဲ့ဘဝကိုရောက်သွားပြီပေါ့နော်โอเคဆိုတော့ဘာပေးမလဲတစ်ချက်ကြည့်အောင်โอเคစကင်တော့ပေးတယ်ဒါပေမဲ့ coin ပြောင်းသွားမယ်ဆိုဘယ်လောက် coin ရမလဲ20တဲ့โอเคကျေးဇူးအများကြီးတင်ပါတယ် Wisco Mac ကတော့982ခုရှိသွားကြပြီပေါ့နော်ကဲဆိုတော့ဒီတဲကစကင်ကလည်းအကလုံးရှိပြီးသားပါနော်ဒီမှာဒီ950နဲ့1000ပြည့်အောင်ပဲဆိုဖို့လို့ coin က300နဲ့မှ68 coin နဲ့ oh my god အများကြီးလိုသေးတယ်ကောင်းကြီးက400ဆိုလို့ရှိရင်တော့နောက်တဲ့ coin က400လောက်ကိုထပ်ရှာအောင်ပါကဲဆိုတော့ကျွန်တော်စီမှာ diamond ကလည်း1900နဲ့မှ28လုံးပဲကျန်တော့တယ်ဗောနော်ကဲအဲ့တော့ထုံးစံအတိုင်းပဲဘာတွေရှိအောင်မလဲလို့ကြည့်လိုက်တော့လေဘာမှတော့ထပ်ပြီးတော့ဖောက်เสียရတော့မရှိတော့ဘူးကဲဆိုတော့အဲ့ဒီကျန်တဲ့ diamond လေးနဲ့ကျွန်တော်ကိုဒီ in game ထဲမှာဗောနော်ဘာညာဒီ skin လေးတွေ item လေးတွေ starlight ကလေးတွေလာတောင်းထားတဲ့သူလေးတွေကိုအခုကပေးလိုက်အောင်မယ်ဗောနော်နောက်ပြီးတော့ကျွန်တော် in game ID ကိုကျွန်တော် comment မှာမှတ်နာပေးမယ်ဗောနော်ကျွန်တော်ဒီ in game ထဲမှာ follow လုပ်ပြီးတော့လာတောင်းမှကျွန်တော်ဒါမျိုးလေးတွေဗောနော် starlight ကလေးပဲဖြစ်ဘာလေးပဲဖြစ်ဗောနော်လာတောင်းလို့ရှိရင်ကျွန်တော်အနေနဲ့ပို့ပေးမယ်ဗောနော်နောက်ပြီးတော့ကျွန်တော် YouTube မှာ giveaway မပေးဘူးလားလို့ brother တို့မိမဆိုလို့ကျွန်တော်ပြောပါမယ် YouTube မှာလည်းကျွန်တော်တရားပိုင်းနဲ့ဗီဒီယိုတင်ဖို့ရှိတယ်ဗောနော်အဲ့ကြလို့ရှိရင်ကျွန်တော် brother တို့ကို YouTube မှာ giveaway လေးပေးမယ်ဗောနော်ကဲဆိုဒီမှာဆိုလို့ရှိရင်အလန်ချင်းကတ်တို့နေချင်းကတ်တို့ emote တို့နာမည်ချင်းကတ်တို့ဗောနော်လာတောင်းမှာ
ကျွန်တော်ရှိလို့ရှိရင်ပေးမယ်ပေါ့နော်ကျွန်တော်တခုရှိတာ Starlight တို့ဘာတို့ကတော့ limit လေးရောရှိရပေါ့နော် limit ပြည့်သွားရင်ပို့လို့မရတဲ့ဟာလေးတခုတော့ရှိတယ်ဒါလေးကိုလည်း brother တို့နားလဲစေခြင်းနဲ့ in game follow ပတ်တာလဲကျွန်တော် follow တဲ့ fan တိုင်းကိုကျွန်တော် follow ပတ်ပေးပါမယ်အဲ့တော့ brother တို့အနေနဲ့အခုပဲလာပြီးတော့ in game မှာကျွန်တော် follow ပါဆိုတော့ဘာညာလေးလာတောင်းမို့ဗျာဆိုတော့YC တို့ရဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ချင်တယ်ဗျဘာလို့လဲဆိုတော့ YC တို့ time ကလည်းမလောက်တော့လို့ပါဆိုတော့ fit 2နေကြမှာပဲကျွန်တော်အနေနဲ့ဒီတားမှုရဲ့20 second လေးကိုပေါက်တာအပြည့်စုံတင်ပေးပါမယ်ဒီလောက်နဲ့ပြီးပဲလို့ထင်လားမထင်နိုင်တဲ့ time 829လုံးကြံလေးတဲ့အဲ့တော့သွားပြီးတော့ဖောက်ကြည့်လိုက်အောင်မကောင်းကြည့်တော့နော်အစတော့ဗီဒီယိုဒီလောက်နဲ့ပဲနားလိုက်တော့မလို့ဗျာဒီလားဒါပေမဲ့ time လေးကကြံနေသေးတော့လေမတက်နိုင်ဘူးလေကို fan တွေကိုလည်းပေးရလဲပေးပြီးသွားပြီဆိုတော့ကိုဒီလည်းရမလားဆိုပြီးဆက်ဖောက်ကြည့်ရပါတော့မော်စီပလင်းနဲ့ပဲနှစ်သိမ့်နေရတယ်ကဲဆိုတော့ time 800နဲ့ဆိုတော့ကျွန်တော် draw 8ခါလောက်တော့ရအောင်ပါပါနော်ကွန်ရတော့200ကျော်လောက်လေးပေးရင်တော့မစိုးပါဘူးကဲကျေးဇူးများကြီးတင်ပါတယ်လို့နော်။အဲ့မို့629လုံးကြံသေးတယ်။ကဲဆိုတော့ဆက်ပြီးလဲဆွဲကျင်စိတ်လဲမရှိတော့ဘူးစိတ်တွေလည်းနားကုန်ပြီပေါ့နော်။အဲ့တော့ကြံသေးတဲ့ diamond 629လုံးလေးကိုပဲ fan တွေကိုပဲပေးပြီးတော့ဒီလောက်နဲ့ပဲနားပါတော့မယ်။ကဲဆိုတော့အားလုံးပဲစောကြည်ပဲကြည်ထိပေါက်ပြီးတော့နိဗ္ဗာန်ရောက်ကြပါသေးဗျာ။ကဲဆိုတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ကောင်းကြီးရေ။ဟောဒါနဲ့ကျွန်တော်တားမှုရဲ့ skin ကိုတော့ fade 2မှာပဲဖောက်ပြပါတော့မယ်။ကဲဆိုတော့ bye bye